အားလုံးပဲမင်္ဂလာပါရှင်မိုးကကိ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမဲနန်ယုံဟင်းချက်စားဖြစ်ပါတယ်ဒါကတော့အမဲနန်ယုံလေးတွေကိုမကြီးရည်နဲ့ဆေးပြီးတော့နှဲထားတာလေးနဲ့ချက်မှတ်ပေါင်းပစ္စည်းလေးတွေပါအယိုးလေးတွေကိုစားနဲ့နှဲပြီးတော့ဆိုတော့ငံပြအေးချင်းကြက်သွန်ပြုံရုပ်တီထောင်းထားတာနဲ့ခနောမုတ်စီအနှဲငယ်စားတာလေးတွေထည့်ပြီးတော့လှိမ့်ပေးထားလိုက်ပါတယ်ရှင်ရိုးအိုးလှိမ့်မဲ့ထဲကိုစောနာကအထောင်းထည့်ထားတဲ့ပကံဆေးလေးနည်းနည်းထည့်လိုက်ပါတယ်။ဟင်းဖြစ်တဲ့အတွက်စီကိုတော့နည်းနည်းပဲထည့်ထားပါတယ်။အမဲရိုးလေးကိုလှိမ့်ပေးလိုက်တာရေလေးလက်ခံစီလေးပြန်အနှမ်းလေးမှုေးလာပြီဆိုရင်တော့စူပြီးသားရင်တွေလေးခတ်ပေးထားလိုက်ပါတယ်။ဟင်းဖြစ်တဲ့အတွက်မဲယုံမြုံယုံထဲနည်းနည်းလေးပိုးပြီးတော့ရင်သွေးကိုဆွတ်ပေးထားလိုက်ပါတယ်ပြီးရင်တော့အဖောင်းလေးအုပ်ပြီးတော့နှက်ပေးထားလိုက်ပါတယ်ပထမတရေတော့ခန်းသွားပါပြီဒါမဲ့အယိုးလေးတွေမနူးလေးတဲ့အတွက်နောက်ထပ်ရင်သွေးလေးဆွတ်ပေးထားလိုက်ပါတယ်အဖောင်းလေးအုပ်ပြီးတော့ထပ်ပြီးနှက်ပေးထားလိုက်ပါတယ်ပြီးရင်တော့အနမ်းလေးမွေးတော့အောင်လို့ကာလာဝေးရွက်လေးလည်းထည့်ပြီးတော့ချက်ပေးထားလိုက်ပါတယ်။ညီနန်းလေးတွေပြေအောင်လို့လည်းတမယာကြီးလေးထည့်ပြီးညှစ်ပေးထားလိုက်ပါတယ်။တမယာကြီးကတော့နိုးလို့ရှိရင်အကိုင်မတော်ရင်ခါတတ်ပါတယ်။ပကန်းလေးထဲမှာတက်တက်ရရညှစ်ပြီးမှထည့်တာပိုကောင်းပါတယ်။လိုအပ်တာလေးတွေထက်ရတာလေးတွေမြည်ကြည့်ပြီးပြီဆိုရင်တော့ပိုပြီးအနုနဲ့ကောင်းအောင်လို့မီးလေးနဲ့နှက်ပေးထားလိုက်ပါတယ်။မီးကြီးလေးနဲ့နှက်တာကတော့အသားလေးတွေကိုပိုပြီးတော့နုနုညံ့ညံ့လေးနဲ့စားလို့ကောင်းပါတယ်။ခုဆိုရင်တော့အသားလေးတွေလည်းနှက်ပြီးပေါ့နော်။ရတာရှိတဲ့နံရိုးဟင်းလေးရပါပြီရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်တွေလည်းအခုလိုမျိုးရိုးရှင်းလွယ်ကူပြီးတော့အိမ်မှာချက်စားနေကြဟင်းလေးတွေကိုတင်ပေးတော့မှဖြစ်လို့အားပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။